တယောက်တည်းရှင်သန်တတ်အောင်နေဖို့သင်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။တယောက်တည်းရှင်သန်တတ်အောင်သင်ကြားပေးခဲ့တဲ့ကြောခိုင်းသွားသူတွေကိုလည်းကျေးဇူးတင်တယ်။သူများလက်ထဲကပတ်စံဟာကိုပတ်စံမဟုတ်ဘူးဆိုတဲ့အတွေးခေါ်ကိုခေါင်းထဲထည့်ပေးခဲ့တဲ့ပတ်စံချေးမရသူတွေကိုလည်းကျေးဇူးတင်တယ်။အာမနာတင်တာကိုအားနာရင်ခါတင်မဟုတ်တကူလုံးတောင်ပါသွားနိုင်တဲ့ဆိုတဲ့သင်ခန်းစာကိုလက်တွေ့သရုပ်ဆောင်သွားကြတဲ့ပတ်စံချေးပြီးပြန်မပေးတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်။ကိုတကယ်ဒုက္ခရောက်တဲ့အခါကိုကယ်တင်နိုင်တဲ့သူဟာကိုကလွဲပြီးတခြားမရှိကိုသာအားကိုးပါဆိုတဲ့ကိုအားကိုတက်လာအောင်လက်တွေ့သင်ကြားပေးခဲ့တဲ့ဟာတိဖာသာနေကြသူတွေကိုလည်းကျေးဇူးတင်တယ်။စကားချမ်းတိုင်းလည်းမယုတ်စကားချိုတိုင်းလည်းစိတ်ထားမချိုဆိုတဲ့တသနာကိုပို့ပြီးယုံကြည်သွားအောင်လက်တွေ့ပြသပေးခဲ့တဲ့ရှေ့မှာတော့ဟုတ်ပမှန်ပါဆိုပြီးနောက်ကျောကိုဓာတ်နဲ့ထိုးသွားသူတွေကိုလည်းကျေးဇူးတင်တယ်။ဂတိဆိုတာပေးဖို့လွယ်သလောက်တည်ဖို့ခက်တယ်။ဂတိတည်ဖို့စူးစမ်းရမယ်ဆိုတဲ့တွေးမျိုးလမ်းပြပေးခဲ့တဲ့ဂတိမတည်သူတွေကိုလည်းကျေးဇူးတင်တယ်။ဒေါသနဲ့အမုန်းတရားဟာကိုရင်ပူလောင်ရတယ်ဆိုတဲ့စကားကိုမိမောင်းထိုးပြလိုက်တဲ့ကိုမုန်းနေတဲ့တချို့သောသူတွေကိုလည်းကျေးဇူးတင်တယ်။တကယ်တော့လောကမှာယူတတ်ရင်ပညာတွေကြီးပါပဲ။ကိုဘယ်လိုထုတ်ယူမလဲဆိုတာသာအရေးကြီးမယ်ထင်ပါတယ်။ လူမျိုး channel မှာဘ ഹു တုဒရစေမဲ့အရာတွေနေ့တိုင်းတင်ဆက်ပေးမှာမို့ follow လေးနှိပ်သွားကြဖို့မမေ့နဲ့အောင်တော့